သတင်းခန်းနေကြီးကို AI ဝင်လာတဲ့အခါ तू ကကိုညီမဲ့ကိရိယာတစ်ခုလားအလုပ်ဖို့တယောင်လားဒါမှမဟုတ် under တစ်ခုလားဒီမိကွန်းကလေအခုလက်ရှိသတင်းမီဒီယာလောကမှာတော်တော်လေးရေပန်းစားနေတဲ့မိကွန်းတစ်ခုပေါ့ဘာလို့လဲဆိုတော့ AI အကြောင်းကိုသတင်းတွေဘယ်လိုရေးတယ်ဘယ်လိုတင်ဆက်တယ်ဘယ်လိုဖြန့်ဝေတယ်ဆိုတာတွေအကောင်လုံးပြောင်းလဲလာနေလို့ပါပဲအဲ့တော့မေးစရာရှိတာကနောက်ဆုံးထိတ်တန့်သတင်းတွေကို AI ဒီကပဲရေးတော့မှာလားဒါက science fiction ကားတဲ့ကဇလင်းတပုံမဟုတ်တော့ဘူးနော်တကယ်ကိုဖြစ်လာနိုင်မဲ့အနာဂတ်အတွက်စဉ်းစားရမယ့်မေးခွန်းဖြစ်နေပါပြီကဲဒီအကြောင်းကိုပဲအတူတူစစ်ပြီးလေ့လာကြည့်လိုက်ရအောင်ဒီနေ့ဆွေးနွေးမှုမှာအပိုင်း၄ပိုင်းပါပါမယ်ပထမဆုံးသတင်းခန်းဒီမှာ AI ကိုဘာသက်တည်သုံးနေကြပြီလဲပြီးရင်သတင်းထောက်တွေကဒီနည်းပညာကိုဘယ်လိုထိန်းချုပ်နေလဲနောက်တစ်ခုကတော့ AI နဲ့ပတ်သက်ပြီးဘယ်လိုမျှော်လင့်ချက်တွေဘယ်လိုစိုးရိမ်မှုတွေရှိနေလဲနောက်ဆုံးအနေနဲ့ကတော့အနာဂတ်ကိုအားလုံးဘယ်လိုပုံဖော်သွားကြမလဲဆိုတာတွေကိုကြည့်သွားကြမှာပါကဲအဲ့ဒီမေခွန်းကြီးဒီစီမသွားခင်ပါလေအခုလောလောဆယ်သတင်းခန်းနေတဲ့မှာ AI ကဘာဒီတကယ်လောက်နေတာလဲဆိုတဲ့လက်တွေ့ခြေနေကနေအရင်ဆုံးစလိုက်ကြအောင်ဒီမှာကြည့်လိုက်ရင်ဒါကစပင်ကစုံစမ်း6လင်းရေးတင်ထောက်တွေကိုလိုထားတဲ့ survey တစ်ခုပါတော်တော်လေးစိတ်ဝင်စားဖို့ကောင်းလာက AI ကိုအသုံးများဆုံးကဘယ်နေရာမှာလဲဆိုတော့ interview အတန် finding ကိုစာဖြစ်ပြန်ရိုက်ပေးတဲ့ transcription အပိုင်းမှာပါ90လီတက်10%အောင်ရှိတယ်ဆိုတော့ဒါကဘာကိုပြနေလဲဆိုရင် AI ကအခုချိန်မှာသတင်းထောက်တွေအတွက်အချိန်ကုန်လူပန်းနဲ့ထက်ခါတလဲလဲလို့ရတဲ့အလုပ်တွေကိုဝင်ကူပေးနေလဲအားကိုးရတဲ့လက်ထောက်တယောက်လို့ထိနေလဲဆိုတာပါပဲအတန်ဖိုင်နဲ့စာပြန်ရိုက်ပေးတာတခုတည်းတော့မဟုတ်ဘူးနော်တခြားအသုံးဝင်တာတွေအများကြီးရှိပါသေးတယ်ဥပမာ content တွေကိုအလိုလျောက် check တွဲတာမျိုးသတင်းကောင်းစဉ်ကောင်းတွေအကြံပေးတာစောင်းပေါက်တော့ချက်စကလုံးတွေရှာပေးတာနောက်ပြီး search engine တွေမှာရှာရလွယ်အောင် SEO လုပ်ပေးတာတွေပေါ့အဲ့ဒါအပြင်ဘယ်ကောင်းစဉ်ကလူပို့ကြိုက်မလဲဆိုတာကို A/B testing လုပ်ပေးတာဓာတ်ပုံတွေဗီဒီယိုတွေကို tag တွေတက်ပေးတာနောက်ဆုံးအချက်လက်စစ်ဆေးတာတွေမှာတောင်အကူအညီပေးနေပါပြီတော်တော်လေးကြည်ကြဲပြန်သုံးနေကြတာပါဟုတ်ပြီ AI ကဒီလို tool လေးအများကြီးပံ့ပိုးပေးနေတာမှန်နဲ့ဒါမဲ့အရေးကြီးတဲ့မေးခွန်းကအဲ့ဒီ tool တွေကိုဘယ်သူကထိန်းချုပ်နေတာလဲအဲ့ဒီမှာပဲ control change လို့ခေါ်တဲ့ထိန်းချုပ်ထားသောအပြောင်းလဲဆိုတဲ့အယူဆတစ်ခုပေါ်လာတာပါဆိုလိုတာကသတင်းတောက်ဒီဟာနီးပညာရဲ့နောက်ကိုပါသွားတဲ့သူတွေမဟုတ်ပဲဒီအပြောင်းလဲကိုကိုယ်တိုင်ဥဆောင်ပုံဖော်နေတဲ့သူတွေဖြစ်တယ်ဆိုတဲ့သဘောပါပဲထိန်းချုပ်ထားသောအပြောင်းလဲဆိုတာဘာကိုပြောတာလဲဆိုတော့သတင်းတောက်တွေက AI ကိုသူတို့အလုပ်ထဲသုံးတော့မယ်ဆိုရင်ကိုယ့်ရဲ့ကျင့်ဝတ်တွေစံနှုန်းတွေနဲ့မလွဲချော်တော့အောင် guideline တွေအရင်ချတယ်ပြီးတော့ AI tool တွေကိုစမ်းသုံးကြည့်တယ်ကြီးကြပ်တယ်ဒီလိုနည်းနဲ့သူတို့ရဲ့သတင်းပညာရှင်တယောက်အနေနဲ့ရှိရမယ့်အခွင့်အာဏာကိုလက်မလွတ်အောင်ထိန်းထားတဲ့လုပ်ငန်းစဉ်တစ်ခုကိုဆိုလိုတာပါအဲ့တော့ AI ကိုစီမံခန့်ခွဲတဲ့နေရာမှာအဓိကအဆင့်3ဆင့်ရှိတယ်လို့ပြောလို့ရတယ်။တက်က AI ကိုဘယ်လိုသုံးမလဲဆိုတာကိုကိုချင်းဝင်းနဲ့အညီလမ်းညွှန်ချက်တွေတည်တည်ချာချာရေးဆွဲတယ်။နှစ်ကဒီ AI tool ကငါတို့တော့တကယ်လိုရဲလားအဆင်ပြေရဲလားဆိုတာကိုလက်တွေ့စမ်းသုံးကြည့်တယ်။သုံးကတော့ဒီ AI တွေကဘာတွေလုပ်နိုင်လဲဘာတွေမလုပ်နိုင်ဘူးလဲသူ့ရဲ့အားသာချက်အားနည်းချက်ကဘာလဲဆိုတာကိုတေချာဝေဖန်ပိုင်းချတာပေါ့ဒီအချက်နဲ့ပတ်သက်ပြီး desk သတင်းတောက်တင်အောင်ပြောထားတာလေးကတော်တော်လေးထီမဲ့တယ်သူကဘာပြောလဲဆိုတော့စဉ်းစားတွေးခိုတယ်ဆိုတာသတင်းတောက်ရဲ့အလုပ်လေးအဲ့လိုကို AI model အတွက်ဟိုစီပုံအပ်လိုက်လို့မရဘူးကျွန်တော်ကိုလားစာပေးထားတာကစဉ်းစားမှုနဲ့စာရွက်စာတမ်းတွေကိုဝေဖန်ပိုင်းခြားသုံးသပ်ဖို့ပဲတဲ့ဒါဘာကိုပြောလဲဆိုတော့သတင်းပညာမှာလူသားတယောက်ရဲ့ကြီးကြပ်မှုနဲ့ဝေဖန်ပိုင်းခြားသုံးသပ်နိုင်စွမ်းကအစားထိုးလို့မရဘူးအရန်ရေးကြီးတယ်ဆိုတာကိုပဲထောက်ပြနေတာပါကဲအဲ့ဒီကပဲဆက်ပြီးတော့ AI နဲ့ပတ်သက်လာရင်အများအားကြားနေရတဲ့မျှော်လင့်ချက်တွေနဲ့စိုးရိမ်မှုတွေအကြောင်းကိုတစ်ချက်ကြည့်လိုက်ရအောင်ဒါကတကယ်ကိုဟန်ချက်ညီအောင်ထိန်းညှိနေရတဲ့ကိစ္စတစ်ခုပါပထမဆုံးမျှော်လင့်ချက်ဘက်ကအရင်ကြည့်ကြအောင်စာဗစ်တစ်ခုမှာသတင်းတောက်ချုပ်စစ်တဲ့.8%ကအလိုလျလုပ်ရတဲ့အလုပ်တွေကို AI ကအစားထိုးမှလိမ့်မယ်လို့ယုံကြည်နေကြတယ်ဆိုတော့ဒါကကောင်းတဲ့ဘက်ကတွေးရင်ပြင်းစရာကောင်းတဲ့ထက်ခါတလဲလဲလုပ်ရတဲ့အလုပ်တွေကို AI ကိုလွှဲထားလိုက်ပြီးသတင်းတောက်တွေကပိုပြီးနက်နက်ရှင်းရှင်းစုံစမ်းရတဲ့အပိုင်းတွေမှာအချင်းပိုပေးနိုင်တော့မယ်ဆိုတဲ့မျှော်လင့်ချက်ပေါ့ဒါပေမဲ့အကျွေးစေးမှာခေါင်းထဲပိုင်းဆိုသလိုပဲနောက်တစ်ဖက်လည်းရှိသေးလားပေါ့အဲ့ဒီစပိန်သတင်း6တွေရဲ့ survey မှာပဲဘာပြန်ပြောထားလဲဆိုတော့ AI ကလူတွေရဲ့ဖန်တီးနိုင်စွမ်းသတင်းရင်းမြစ်တွေနဲ့ဆက်ဆံရေးချူထောင်တာစကားစမိတယုံရင်သတင်းအနှံ့ခံနိုင်တာပြီးတော့လူတယောက်ရဲ့အတွေ့အကြုံနဲ့စဉ်းကျင်တုံတရားပေါ်မူတည်ပြီးဆုံးဖြတ်ချက်ချတာမျိုးတွေကိုတော့အစားထိုးနိုင်မှာမဟုတ်ဘူးလို့ဆိုရတယ်အဲ့ဒီဆိုရင်မှုတွေကိုဒီဖိုက်ချက်မှာပိုပြီးချင်ထရှားရှားမြင်နိုင်ပါတယ်။ AI ကိုသုံးဖို့တဲ့ကြီးမားစွာတားဆီးတွေကဘာတွေဖြစ်မလဲ။ထိတ်ဆုံးမှာက 65.9% နဲ့အရေးသွေးမကွမ်းတဲ့ content တွေထွက်လာမှာကိုဆိုရင်ကြပါ။ပြီးတော့ 54.2% ဖြစ်ဒီကတော့သတင်းခွန်ထဲမှာရှိတဲ့သူတွေကအပြောင်းလဲကိုလက်မခံခြင်းနဲ့စိတ်တွေရှိနေတာပေါ့။ဒါတွေကတော့တကယ်ကိုကြီးမားတဲ့စိန်ခေါ်မှုတွေပါပဲ။ဆိုတော့လေ AI ရဲ့တရားမှုကအနာဂတ်အထက်လမ်းကြောင်းတစ်ခုကိုညွှန်ပြနေတယ်လို့ပါပဲ
ပထမလမ်းကြောင်းကကျွမ်းကျင်မှုတွေပျောက်ဆုံးသွားတာ de-skilling ပေါ့ဆိုလိုတာကသတင်းတစ်ပုဒ်ရဲ့တန်ဖိုးကိုစုံဖြတ်တာအချက်လက်စစ်ဆေးတာလို့အရေးကြီးတဲ့ skill တွေဖြည်းဖြည်းပျောက်ကွယ်သွားပြီးသတင်းကြောက်ဆိုတာ content ကိုကြီးကျယ်ပေးုံလောက်မိဖြစ်သွားနိုင်တယ်ဒုတိယလမ်းကြောင်းကတော့ကျွမ်းကျင်မှုတွေပိုတိုးလာတာ augmentation မှာဒီဘက်မှာကျတော့သတင်းထောက်တွေက data တွေနဲ့အလုပ်လုပ်တာ algorithm တွေကိုနားလည်တာလို့ skill အသစ်တွေတက်မြောက်လာမယ်ပြီးတော့ပြင်းစရာအလုပ်တွေကနေလွတ်မြောက်ပြီးပိုနဲ့နေတဲ့စုံစမ်းမှုတွေနဲ့ဖန်တီးမှုတွေကိုအာရုံစိုက်လာနိုင်မှာပါ ကဲအခုဆိုရင်နောက်ဆုံးအပိုင်းကိုရောက်လာပါပြီအနာဂတ်ကိုဘယ်လိုပုံဖော်မလဲတတိမီဒီယာလောကကြီးကရှေ့ဆက်လာမယ့်အရာတွေအတွက်ဘယ်လိုတွေပြင်ဆင်နေကြပြီလဲဆိုတာကိုကြည့်လိုက်ရအောင် ဥရောပသတင်းထောက်များအဖွဲ့ချုပ်ရဲ့ workshop တစ်ခုကနေထွက်လာတဲ့အဓိကဦးစားပေးလှုပ်ဆောင်ရမယ့်အချက်တွေစာရှေ့ဆက်ရမယ့်လမ်းကိုရှင်းရှင်းလင်းလင်းပြနေပါတယ်။ပါတီလဲဆိုတော့သတင်းခန်းထဲမှာ AI ကိုဘယ်လိုသုံးမလဲဆိုတဲ့ guideline တွေတေချာချမှတ်ဖို့သတင်းထောက်တိုင်းကို training တွေပေးဖို့ပြည်သက်ကိုလည်းပုံမှန်လင်းလင်းပြောပြပြီးယုံကြည်ဖို့တည်ဆောက်ဖို့များတော်မှုရှိအောင်နဲ့အလုပ်သမားအခွင့်အရေးတွေမဆုံးရှုံးအောင်ကာဝယ်ပေးဖို့နောက်ဆုံးတစ်ခုကတော့သမဂတွေထောက်ဝေတူတွေနဲ့ပညာရှင်တွေကြားမှာမဟာမိတ်ဖွဲ့ပြီးလက်တွဲလှုပ်ဆောင်ဖို့တွေပါပဲ ဒီချက်တွေကပြောနေတာမဟုတ်ဘူးနော်တကယ်တော့မှ Online News Association ONA တို့ International Journalist Network IGN တို့လိုနိုင်ငံတကာအဖွဲ့အစည်းကြီးတွေက AI ကိုကျင့်ဝတ်နေအငင်းဘယ်လိုသုံးမလဲဆိုတာနဲ့ပတ်သက်ပြီးလက်တွေ့ချတာ training တွေ workshop တွေကိုတကယ်ပဲပေးနေပါပြီဆိုလိုတာကတလီတောက်တွေကိုဒီပြောင်းလဲကြီးထဲမှာတယောက်တည်းမကြံခဲ့အောင်လိုအပ်တဲ့အခြေခံအဆောက်အုံတွေကိုတီချော့ပေးနေပြီဆိုတဲ့သဘောပါပဲ အဲ့တော့အဆုံးသတ်မှအရေးကြီးတာက AI သတင်းတောက်တွေကိုအစားထိုးမှလားမထိုးဘူးလားဆိုတဲ့မေးခွန်းမဟုတ်တော့ပါဘူးတကယ်တမ်းအဓိကကြတာကသတင်းတောက်တွေက AI ကိုဘလို့အသုံးချပြီးပိုကောင်းအောင်ပိုတိုးတက်အောင်လုပ်သွားမလဲဆိုတာပါပဲဒါကြောင့်အားလုံးသက်စဉ်းစားစရာမေးခွန်းတစ်ခုခြံထဲစင်ပါတယ် AI ကသတင်းထောက်မှလို့ဖော်ကင်ဖတ်တယောက်ထိလာတဲ့အခါသတင်းထောက်ဆိုတဲ့စကားလုံးရဲ့အတိအကျဖွေဆိုချက်အစ်စ်ကတော့ဘာဖြစ်လာမလဲ